အားလုံးပဲကပါကျွန်တော်တို့ Vivo ဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့လုံးဝလူတွေကျွန်တော်မိုဘိုင်းလေးဆော့ရလူတွေပေါ့နော်လုံးဝမသိတာတော့မဟုတ်ဘူးပေါ့မသိတယ်ဒါပေမဲ့မှတ်မိတာကျွန်တော်တတိမထားမိတာပေါ့နော်ဂိမ်းကိုပဲဆော့နေကြတယ်အခုဆိုရင်ကျွန်တော် All Star Test တွေလုပ်နေတဲ့လူတွေရှိတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီနေ့ကတော့လူတွေတတိမထားမိတော့တဲ့အရာတွေကိုကျွန်တော် photo ဝါဖြစ်ပါတယ်ဒီထဲမှာဘာလို့လုံးဝမသိတဲ့အရာတွေပေါင်းလို့ဗျာပြီးတော့ဘလောက်တော့ပြောင်းလဲသွားတယ်ဆိုတော့ဘလောက်ဆိုအော်မှလည်းသိချင်တယ်ပေါ့နော်60လောက်ကတော့90%ကတော့အော်မှဆိုတော့စောင့်လိုက်ကြခဏလေးပြပါလို့ကျွန်တော်အခု YouTube မှာပေါ့နော် logo ပြောင်းလာတယ်ဆိုတော့မမှတ်မိတာလို့ပါလို့ဆိုရင်ကျွန်တော်ဒီဗီဒီယိုမှာတစ်ခါလေးပြောရမှာပေါ့နော်ကျွန်တော် logo ပြောင်းလာပါတယ်ဆိုတော့မှတ်မိကြသေးတာမသိပါဘူးကျွန်တော် logo ပြောင်းလာကျွန်တော်မှတ်မိမှပဲကျွန်တော်ဒီဗီဒီယိုလေး browser ဝင်လာကြည့်မှဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကြောင်းရင်ပဲစားလိုက်ကြ let's go ကဲပထမဆုံးတစ်ခုကတော့ကျွန်တော်တို့ဒီ loading ပေါ့နော်ဒီ game ထဲကိုစောင့်ဝင်တာနဲ့ကျွန်တော်တို့တွေ့ရ loading အဲ့ဒီမှာလေးပြောင်းသွားတာတော့တတိထားမိလိုက်မယ်ဒါပေမဲ့အဲ့ဒီကဝင်ပြီးတော့အဲ့မှာစောင့်နေရတဲ့နေရာမှာပေါ့နော်ဟိုးအပေါ်မှာတွေ့လာတော့မသိဘူး update တွေမှာဆိုရင်အဲ့ဒါလေးကအစိမ်းရောင်လေးပြောင်းသွားရင်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီ mobile legend ရဲ့ version ပေါ့နော်ဆိုတော့အခုကတော့2 point ဘယ်လောက်ဖြစ်သွားပြီပေါ့နော်အရင်ကဆို1 point ပဲဆိုတော့1 point 1 2 3 4 5အဲ့ဒါလေးပေါ့အခုကတော့ကျွန်တော် 2.1225 အဲ့လိုတွေဖြစ်သွားပြီဆိုတော့တော်တော်ပြောင်းလဲသွားပါတယ်အရင်ကဆို1 point ပဲရှိတာပေါ့နော်အခုက2 point ပြောင်းသွားပြီဆိုတော့ဒီ game ကလည်းတော်တော်ကြာပြီဆိုတော့အဲ့လောက်ကတော့ရှိမှာပေါ့ဗျာဆိုတော့ဒါကိုတတိထားမိတဲ့လူတွေတော့ရှိမယ်လို့ကျွန်တော်သိမထင်ဘူးပေါ့နော်အရင်ကဆို 1.21 ဘာညာအဲ့လိုတွေရှိတယ်အခုက2 point ဖြစ်သွားပြီဆိုတော့ဗျာဒီနေ့တော့ကျွန်တော်တို့လည်းအခုမှတတိထားမိတယ်ကျွန်တော်လည်းအခုမှတတိထားမိတာပေါ့နော်အရင်ကတော့ကြီးဖြစ်ပါတယ်ဒါက 1.1 ဆိုတော့အခုကတော့2 point ဖြစ်သွားပြီဆိုတော့ကျွန်တော်တတိထားမိတဲ့လူကတော့လဲသွားပြီပေါ့နော်အဲ့ဒါဆိုတော့ကျွန်တော်နောက်တစ်ခုသွားကြပါမယ်နောက်တစ်ခုကတော့ဒါဖြစ်ပါတယ်ဒီကတော့ဘယ်တည်းဝင်ရလဲဆိုတော့ဒီ hero ထဲကိုဝင်ပြီးတော့ဝင်ရပါတော့ဒါကတော့သိတဲ့လူတွေကတော့သိရှားပါတော့မဟုတ်ဘူးပေါ့နော်သိတာသိရဲဒါပေမဲ့အခုမေးနေကြတဲ့လူရှိမှာပေါ့နော်ဒါနဲ့ကျွန်တော်ပြောမှလည်းတတိရလာမယ့်လူရှိတယ်ဒီကမှာဘာဝင်ကြည့်လို့ရလဲဆိုတော့ကျွန်တော်ဟီးရိုးတွေရဲ့ဘောဆက်ကြောင်အသေးစိတ်ဝင်ကြည့်လို့ရပါတော့ပြီးတော့ဘယ်ဟီးရိုးနဲ့ဘာဆက်လဲဘယ်ဟီးရိုးကဘယ်နားမှာနေလဲအဲ့ဒါလေးကြည့်လို့ရပါတယ်ဆိုတော့အရင်ကကြည့်တော့မင်းစစ်သားအဲ့ထဲမှာတကောင်မဲနေရပါတော့ဆိုတော့ပြင်းစေရကြီးပေါ့နော်မင်းစစ်သားတော့တခြားနေရာတွေရှိသေးတယ်ဆိုတော့ဒီထဲကဘောဆက်ကြောင်ပိုတိကြပါတယ်ဘယ်လိုဝင်ဖက်ချင်းဒီထဲကဝင်ဖက်ပါပြင်းလာတော့ဘာလို့ပေါ့နော် game ဆက်ပြင်းလာလို့ဆိုရင်ဒီ hero ဘောဆက်ကြောင်တွေဝင်ဖက်လို့ရပါတယ်ဆိုတော့အဲ့ဒီနေရာတွေဘောဆက်ကြောင်လည်းဒီမှာရေးပေးတာပါပေါ့နော်ဒါကတော့မှတ်မိတဲ့လူတိတ်ရှားပါတော့မရှိဘူးကျွန်တော်တော်တော်များများမှတ်မိကြရပေါ့နော်ဒါပြီးတော့ဝင်ဖက်နေကြလူတွေရှိမှထင်ပါတယ်ဆိုတော့နောက်တစ်ခုဆက်ကြအောင် let's go နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ MMB ဝန်ဆောင်မှုစာပေပေါ့နော်ဒီပေါ်ကတော့ကျွန်တော်တို့သိတဲ့လူကတော့တော်တော်များတဲ့ထဲပါတယ်ဒါပေမဲ့မေးနေကြပြီထင်ပါတယ်ဆိုတော့အဲ့ပေါ်မှာကတော့ကျွန်တော်တို့report ထုတ်လို့ရတယ်ကျွန်တော်9ရက်တော့ဘာလို့ထုတ်လို့ရတယ်ပြီးတော့ကျွန်တော်တခြားကိုအကောက်တွေပါဝါလို့ဘာလို့ဆိုရင်ပြန်ပြီးတော့ကိုယ့်ကို RC ဆွဲတာလို့ဘာလို့လုပ်ကြည့်လို့ရမှာနော်ပြီးတော့အဘက်စာပါရှောက်တဲ့ပုံစံတွေအဲ့မှာမေးလို့ရပါတယ်နောက်တစ်ခုကတော့ bra လို့မေးနေကြရလားတော့မသိဘူးနော်ကျွန်တော် game ဆဆဆော့ရင်ကျွန်တော် level တင်ရပါတယ်အဲ့ဒီနေရာဖြစ်ပါတယ်ဆိုတော့အဲ့ဒီနေရာကတော့ကျွန်တော်ဒီထဲကဝင်ရပါဘောနော်ဒီထဲမှာဝင်ရင်ကျွန်တော်တို့အဲ့ဒီကိုတတိမထားမိဘောနော် record တွေပါကြီးသွားလဲတာလို့ဘာလို့နော်တော့တတိသိမထားမိဘူးပြီးတော့အဲ့နေရာဘောနော်လူတွေကတော့သိတယ်ဗျာကျွန်တော် level လည်းတင်လာတာဆိုတော့မသိပဲတော့မနေဘူးပေါ့နော်ဒါပေမဲ့မေ့နေကြပြီဆိုတော့ပြီးတော့နောက်တစ်ခုဆက်သွားကြအောင်ဗျာဆိုတော့ဒီတစ်ခုကတော့ကျွန်တော်တို့ပြိုင်ပွဲတွေလောင်းတဲ့နေရာပေါ့နော်ဒီနေရာကတော့ဒီဖလားလေးကိုနှိပ်ပြီးတော့ဝင်ရတာဖြစ်ပါတယ်ဒီထဲမှာဘာလို့လုပ်လို့ရလဲဆိုရင်ကျွန်တော်တို့ point နေရပါတော့ထောင်ရဲ့ရှားပါတဲ့ special skin ရဲ့အကြောင်းချေကိုလေးလို့ရပါတယ် special skin ရဲ့လေးလို့ရပါတော့ဒါမှ special skin ကတော့လေးလို့ရတာ9ရဲ့3ရဲ့အဲ့ဒါတွေလေးလို့ရပါတယ်ဆိုတော့ဒီထဲကသိတဲ့လူရှိတယ်ဗျာဒါပေမဲ့မေ့နေကြပြီပြီးတော့ဒီရောင်ချစကင်ကဒီထဲမှာလေးလို့ရတယ်ဗျာဒီ coin ကလည်းရောက်ဖို့ကတော်တော်ခက်တယ်ကျွန်တော် FBN event တစ်ခုပဲထားလိုက်ဗျာအဲ့ဒီ event ထဲမှာ bra တို့ coin 6000စုရတယ်ထားလိုက်ဆိုတော့နောက်တဲ့အဲ့ event ကုန်သွားပြီဆိုအဲ့6000ကပြန်ပါသွားမှာဗျာအစနေပြန်စားပါတော်တော်စုရပါတယ်တော်တော်ရှားပါတယ်အဲ့စကင်ရှိဗျာအဲ့စကင်ကတော့အဲ့ဒီ coin တွေကိုလောင်းပြီးတော့ကိုကနိုင်ရင်ဆိုရင်ဒီထဲမှာဈေးဆိုင်ထဲမှာပေါ့နော်ကျွန်တော်ဒီ6ရက်ရောင်ချစကင်လဲလို့ရပါတယ်ဆိုတော့ဒါကိုလည်းမိတ်နေကြရလားမသိဘူးဗျ
ကျွန်တော်အရင်ကဆိုပေါ့နော်ကျွန်တော်ဂိမ်းနိုင်ပြောင်းတာဘာညာလုပ်လို့ရပါတော့အရင်မြန်မာတန်းတော့ပါလားမသိဘူးကျွန်တော်လည်းမိတ်နေပေါ့နော်ဒီထဲကတော့ဘယ်ရောက်ဝင်ရလဲဆိုတော့စတင်ထဲကဝင်ရပြောရတယ်စတင်ထဲဝင်ပြီးတော့ကျွန်တော်ဘာသာစကားပြောနေရပြီးတော့ဘေးရောက် fight ရဲဝင်ရတာပေါ့နော်ဆိုတော့အဲ့ဒီမှာမိတယ်လို့တော့မဟုတ်ဘူးပေါ့နော်တီးကြတယ်ဒါပေမဲ့သွားမလုပ်ကြဘူးပေါ့နော်ကိုပြောင်းတာပုံစံနဲ့ပဲဆော့ကြတယ်ဆိုတော့ဂျပန်တန်းတွေဘာပြောင်းတဲ့လူရှိတယ်ပေါ့နော်ဆိုတော့အဲ့တစ်ခုကတော့ကျွန်တော်တို့ဒီ AI မဟုတ်ပေါ့နော်ကျွန်တော်ဘိုင်ဝိုင်းတွေဘာချနေတာ AI မဟုတ်ပါဒီမဟုတ်ကကျွန်တော်ဆော့ရတော်တော်ခက်ပါတယ်စတာ100ကျော်200ကျော်ကလူတွေနော်နိုင်ကျင်မနိုင်ရပါဒီမဟုတ်ဆိုတော့ဒီမဟုတ်ကိုဆော့တဲ့အချိန်မှာဆိုရင်လည်းကျွန်တော်ဒီကြမ်းနဲ့ဆော့ရပါတယ်ဘာလို့လဲဆိုတော့ AI ကတကယ်လူတိုင်းပဲပြဆော့နေတာဒါပေမဲ့ကျွန်တော်တို့သတိထားမိတာမသိဘူးပေါ့နော်နောက်တစ်ခု creation cat ကလည်းကျွန်တော်ပြတ်သွားပါတယ်ကျွန်တော်မှလည်းပြတ်သွားပြီပေါ့နော်တခြားအကောက်တွေမှာလည်းပြတ်သွားပါတယ်ဘာဖြစ်လို့လဲတော့မသိပါဘူးဆိုတော့အဲ့ဒီဟာကိုကတော့ဗီဒီယိုတက်တင်ပေးပါမယ် creation cat ရှာမုံတော့ပေါ့နော်ပြီးတော့ပြပုံလုံးလုံးရရင်လည်းလုံးတဲ့နည်းတော့တင်ပေးပါဦးမယ်ဆိုတော့ကျွန်တော်လိုက်ရပါဦးမယ်အဲ့တော့ဗီဒီယိုနောက်တစ်ပုံနဲ့ပြီးသက်တင်ပေးပေါ့နော် creation cat ကိုပြပုံလုံးတင်ပြီးတော့ဘာလို့မပေါ်တော့တာလဲအဲ့ဒါကြီးကျွန်တော်ပြောပြအောင်ဆိုပါတယ်တတိထားမိတဲ့လူကတော်တော်နည်းတယ်ဗျာဒါပေမဲ့အဲ့ဒီမှာစာဝင်ရေးတဲ့လူကတော်တော်များတယ်အဲ့ဒါဘာလဲဆိုတော့ဒီအောက်ကမနော်တကဘာလုံးနဲ့ရေးလို့ရမှာနော်အဲ့ဒီမှာဒီ6မိုင်ဝတက်ခေါ်လို့ရတယ်ကိုကြက်တဲ့လူတွားပြီးတော့ခေါ်လို့ရမှာနော်6မိုင်ဝအဲ့မှာသူကအကောက်လာအဲ့ဒါလို့ပါဆိုရင်တော့တခါတည်းကျွန်တော်ဆော့လို့ရတယ်အဲ့လိုမှအဲ့မှာဆော်လေးပိုင်းနဲ့စာရေးရတယ်မှာလုပ်လို့ရမှာအဲ့မှာတကဘာလုံးနဲ့ရေးလို့ရတယ်ဗျာဒါပေမဲ့ကိုယ့်ရဲ့မြန်မာနိုင်ငံနဲ့ပဲရေးပေါ့နော်ဘာလို့လဲဆိုတော့သူများနိုင်ငံကဘာမှနားမလည်တာသူတို့ရေးတာအဲ့မှာမြန်မာပြည်သိတဲ့ပြောင်းရေးလို့ရပါတယ်ဆိုတော့ဒါကကျွန်တော်တဝက်လောက်ပဲပြီးပါတယ်ကျွန်တော်ဂင်းကိုဆော့ရတဲ့လူတွေမှာတဝက်လောက်ပဲကျွန်တော်သွားရေးပါတယ်သိပြီးတော့ပြင်းလို့သွားမကြီးတဲ့လူတွေရှိပါတယ်ဆိုတော့ဒီဗီဒီယိုလေးကတော့ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ကျွန်တော်ကေပွေးမဖောက်ပြီးဘူးလားလို့ပြောလူတွေပေါ့နော်ကေပွေးကဖောက်ပြီးမှာပါဒါပေမဲ့လာပါခဏလေးတော့စောက်ပြီးပေါ့နော်ကျွန်တော်ဘက်မှာလည်းကျောင်းတွေပါရှိသေးတော့ဗျာတော့ဘယ်မဲ့ပါဟာ